Christmas လည်းရောက်ပြီနောက်ပတ်စံတော့နေ့တကူလည်းရောက်တော့ဖေကလူတွေမှာဒီကြုံဖားတဲ့တက်ကြီးလေးဖြစ်ပြီးဖျားနာနေတယ်ဆိုတော့ Christmas နေ့တကူတော့တက်စင်ပါလာပေါ့နော်အဲ့လိုလေတွေးနေလို့ရှိပါကျွန်တော်ဒီတိုင်းလည်းသူကြီးကောင်းတယ်ဒီခါတည်းဒီရှိတော့တော့မရှိတော့ဘူးလို့တွေးတတ်ပါတယ်အမေဖျားကောင်းရင်ဒီနေ့ဒီသားကျွန်းကျွန်တော်ခဲတက်တာဘူးဒီလောကနဲ့တဆင်ချင်းခွင့်မဆတော့ကြောင့်ဘုရားကျေးဇူးတော်ချီးမွမ်းပါတယ်အမေတာမကပဲနဲ့မိရလို့တမင်ချီးမနဲ့အဆွေဒီမှာဆွေအားလုံးအချင်းလို့ကျွန်တော်တို့ခင်ဗျကြီးနေတဲ့တာတူတူပါတယ်တန်လို့ကျုံလို့မဆတော့အတူတူกว่าမင်းစားတဲ့ဘွယ်နဲ့ကျေးဇူးတော်ချီးမွမ်းပွဲဘုရားရှင်ကောင်းမြတ်တဲ့အကြောင်းကိုရည်တွက်တဲ့ဖို့လို့ပြင်ဆင်ပေးတဲ့ဆုံးကျေးဇူးတင်တာကြီးတာငယ်ဆိုတဲ့ယောနီဆက်အဖေရန်တရီရတယ်တာလာပေါင်းဖေလာကြည့်ပါတနေ့ငါတည်သွားရင်ငါတာငါမမေ့မှာဆိုရင်အမေဒီနေ့မနေ့တော့တူတွေ့ရတယ်ဒါလည်းကျေးဇူးတော်ပဲဒီမှာထန်းတော့ကျုံလို့လည်းတမီးတို့မှဘုရားကောင်းကြီးပေးပြီးတော့ခွင့်ပွန်းတယ်တင်းတော်တဲ့ကောင်းမြတ်တဲ့စိတ်ထားကောင်းတဲ့တူမတယ်ဘုရားမှာပေးတာဆိုတော့တို့လုံးဝလက်တည်ပြအောင်ကျက်တယ်လို့ဆိုလို့ရတယ်သူရတယ်လို့ဆိုလို့အခုမောင်မကဲတော့ခင်မကြီးဒီကမြန်မာပြည်မှာကြရဒီနေ့ထိတပတ်တခါကြီးပါလို့အစားတော့ဆိုင်မှာအမဲရန်မောင်ဒီကျုံပါစားဖို့ဆိုပြီးတော့အတန်ငါဟင်းနဲ့မဲဒါချင်းပဲပြီးလို့ကျွေးနေတယ်ချင်းနဲ့လည်းပြန်ဆုံးချွေးတယ်လေမတူမလည်းပါတယ်ဒီကျုံလို့လည်းဒီနေ့ထိဆိုင်လာတယ်စကားပြောတယ်ခင်မင်းတော့ကိုကလည်းသူ့အမရေးလို့ချစ်တယ်ဒီကျုံလို့လည်းတော့ကိုချစ်တယ်အဲ့ဒီခါကျတော့အဖေကဝမ်းတာတယ်ဝမ်းတာပြီးဖြစ်တယ်ဖျားခင်ကျွန်တော်တို့ဖျားခင်တကယ်ကောင်းမြတ်ပါတယ်စားရဖြစ်မောတော့ဖျားခင်ကောင်းမြတ်ချောင်းကိုဒီတွေ့နေရတယ်ဆိုတော့အနာဂတ်မှာဘယ်သူမှမဆိုနေမင်းရပြုတ်ဆိုတယ်လို့မနေ့ပြန်မှဖြစ်မယ်ဆိုတော့မတိပဲမယ်ဖျားခင်ဒီကျွန်တော်တို့စီအသက်တာချင်းမမနဲ့ဒီဖန်လမ်းပြပြီးတော့အနာဂတ်မှာဒီနေ့ညချမ်းကဲတော့ကျေးဇူးတော်ချီးမွမ်းခြင်းရိတ်ကိုလည်းအတိတ်ဖန်ကျွန်တော်တို့ဒါဆိုပြန်လဲဆိုရှိမယ်ယုံကြည်ပါတောက်တန်းနဲ့အကျုံနဲ့ထူကျေးဇူးတင်ပါတယ်ငါသမီးမနဲ့ကြီးမနဲ့ကျွန်တော်အင်ထောင်လေးကိုလည်းဖျားခင်ဆက်လက်လမ်းပြမယ်ကောင်းချီးပေးမယ်ဒီကတော့ဖျားကြီးတည်တော်တာသမီးတည်ဖြစ်ဖို့အဖေဒီကလူချင်းဖေတော့ဘွားတော်လည်းရှင်ပြခဲ့တော့ပြခဲ့ရတယ်ရှိခဲ့တယ်အမေဖျားမတည်လို့အဖေလမ်းလွယ်ရောက်တာလေအများကြီးဖေဘဝမှာရှိခဲ့အဲကြောင့်တန်မီတော့နေလူပဲဖျားခုလုံကူစားတော့တာသမီးမိသားစုဖြစ်ဖို့ပဲရှိတယ်လို့အဲတာသမီးတော့သိချင်းချင်းတယ်အဲ့တော့ဒီမှာဒီတမီးလည်းတွေ့တယ်ဒီမနဲ့လည်းမတွေ့တာကျေးဇူးဆုံးရှိတယ်ဒီနေ့ဒီမှာဆုံးရှိနေဆုံးရှိရတော့ကိုပြင်ဆင်ပြရတယ်ကျေးဇူးပဲပြာအတားမြေကောင်းတော့ညီလေးတနေ့သူဟာနဲ့သူလောကနဲ့ဖူလုံးမှာသူ့ဘဝကိုထောင်ကြီးမှလည်းအဆုံးသူမင်္ဂလေးတင်းတဲ့မင်္ဂလေးတရားနဲ့ယူလိုက်ဖို့ပေါ့နော်တားတယ်အဖေချီဆိုဇော်နေလည်းကုမဲဦးပြီးအခုဆက်နေခိုးလို့ချင်းနဲ့ကြည့်စုပြုတ်စုဆောင်ရှောက်စေခြင်းနဲ့အမေလည်းတနေ့တော့အခါနဲ့ဒီလောကနဲ့ထွက်ခွာချက်မဲ့လူကြီးပဲအဲ့ဒီကကျတော့တားရင်မှအမေကဘလောက်ဝမ်းသာလဲအခုမတွေ့ပေမဲ့အဖေဒါရှိလာတဲ့ခါကျတော့မနေ့စကားပြောတယ်ဖေးကြတယ်ဒါနဲ့အချိန်စကားပြောတယ်ဖေးရမ်းတာဖေးကောင်းမြတ်
တော့ကူလည်းကြည့်ဖဲကတကြီးပြီမင်းလည်းမစားနိုင်ဘူးအဲ့လည်းမနိုင်ဘူးသူကမချင်းလုံးအတင်ပန်းခါပြီးတော့မဆာဆောင်ရှုပ်တယ်တော့ကူအထူးကျေးဇူးတင်သူလည်းပြန်လာစေထဲလည်းစေထူလည်းတချင်းလုံးလည်းမချင်းတော့ဖဲကိုတော့ခါခံပြီးတော့ပြင်တချို့မင်းလေးတွေဆိုငါ့ကိုထားခဲ့ပြီးတော့ထွက်ပြီးရင်ထွက်ပြီးမယ်ပေါ့ဒါပေမဲ့ဒီတော့အမတို့မေတော့ကိုအဖေတို့ရကောင်းမြတ်တယ်ထူရတယ်ဒါသမီးတော့ဖန်ဆင်းရှင်ဖျားကိုကျေးဇူးတော်ချီးမွမ်းဖို့ဖျားခင်ကျွန်တော်တို့ဝိသဖခင်ဒီနေ့ထိလိုက်ပြဖို့ဆောင်ကောင်းကြီးပေးပြီးသူထောင်းနေတဲ့အတိုင်းတာတစ်ခုနဲ့ငါတို့ဖခင်ကိုကောင်းချီးပေးတော့ကြောင့်ကျေးဇူးတင်တယ်ဆက်လက်ဖျားနဲ့ဒူပါရှိပါစသည်ဖြစ်ပါဖခင်ရဲ့ရုပ်ရှိဆွမျိုးတွေအားလုံးကျွန်တော်ကိုဆူတောင်းပေးတယ်ဆိုဒီလောကထားခဲ့တော့မယ်ဆိုတဲ့ပုံကိုယ်15နှစ်တောင်တက်စင်တယ်10နှစ်စာရင်ပြန်ဖျားခင်လူလို့ရှင်ဖျားကိုပါစားနိုင်ပါမနေ့လည်းတမင်ဆွေးနေစကားပြောဖျားဆူတော့ဖျားကိုကျေးဇူးချင်းမဖျားခင်တာချင်းကျွန်တော်ကိုဒီနေ့ထိညီတချင်းဝမြချင်းလမ်းပြဖို့ဆောင်ပေးတော့ကိုရောကျေးဇူးထိတင်ပါတယ်စားတယ်မြေနဲ့ဖျားတမင်နဲ့ဆူတောင်းတယ်တော့ရအောင်ပါတော့ဒါတည်းအားလုံးဒါဆိုတာဟောမြန်တယ်ပြည်တယ်ဦးစောတော့မိသားစုကြီးဟောမှာပေါ့သူ့ဖေနူးရဲ့အချက်သမားကြီးတွေဒီလိုလူရုပ်မာကြီးခုတော့ခံပြီးလေအဲ့ဒီလိုတွေးမျိုးနဲ့ပြောတဲ့လူလည်းအဖက်ပေါ်မှာရှိလိမ့်မယ်ဒါမဲ့ဘုရားသခင်ကတော့ပြတာအားလုံးကိုကြည့်တင်ဖျားဖြစ်တယ်ဒါကြောင့်မလို့ဒါဒီနောတမီးတွေကပျက်စီးတယ်တော့တူမတွေအမျိုးတွေပေါ့ဘုရားမတိပါမကြည့်ဘယ်တော့နေကြတယ်ခုကဥသောဆူတဲ့ပုဂ္ဂိုလ်လည်းအချိုးရမြန်းနဲ့လွတ်မိပြီးတော့အကောင်ပကိဖက်ကဘုရားရှင်လာတဲ့ပုဆောင်ဆိုတော့ခုကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်တယ်ဆိုပြီးတော့ဆွေမျိုးမတော်တဲ့သားသမီးတွေဆွေမျိုးတော့ပေါင်းတင်တယ်ကျွန်တော်တို့မိသားစုအတိုင်းဝိုင်းနဲ့ယဉ်ကျေးခြင်းစက်ကချင်းခုလင်းလုံချင်းအလုံးစုံကိုဒီပင်ပုံမိုက်ဆွေတွေလည်းတနေ့တီးတဲ့ချင်းရှိလာပါလိမ့်ကျွန်တော်အားလုံးပါဘယ်လိုပဲစူတောင်းနေတဲ့အသက်ရှင်ဖို့ရည်ကြည်တယ်ဆိုတာလေကျေးဇူးတော်ရှိမှချင်တယ်ဒီနေ့လည်းခရစ်မတ်နဲ့ဘုရားမှာတမီးတို့အတူတူကိုဆွေးအားလုံးဆူရှိပြီးတော့စားတဲ့တောက်တဲ့ပြောတဲ့ပါတယ်စူတောင်းနေထူးကျေးဇူးတင်ဒီမှာနဲ့ဆုံးနေတဲ့ Isaac နဲ့ Solomon နဲ့တူတော့မ3ရက်တည်းကျေးဇူးတော်ချီးမွမ်းတမီးရဲ့မြန်မာတော့ခလေးမရနိုင်တော့မတတ်နိုင်ဆူတော့တောင်းပဲလားမနေ့ဆူတောင်းပဲဖျက်ခင်တမီးမြန်မာကာတမီစနာရောက်ဖျားလို့တော့ရှိပါမဆာပါဆိုင်ခုမှမဆူတောင်းပဲနေဒါမင်းတော့ဆေတော့မရတဲ့တော့ဖျက်လက်တို့ထဲမှာရအောင်ဆိုတော့နင်းတို့3ယောက်ရတော့ကျွန်တော်ညာဝမ်းတာတူလဲတူမလဲပဲချောလဲလင်းလဲမှာတို့ကိုထဲဝလဲပညာရေးပိုင်းမှာလဲလူများတာတော်တာကြီးတော့မဟုတ်ကဲ့အားလဲနိုင်တယ်လင်းလဲမှာအဖူးနဲ့တွေ့တဲ့ခါကျတော့ဘာမှဟိုဆက်စကားပြောလင်းမနေတယ်ဒီဝမ်းတိုင်းဒီလိုချင်းမကျုံနဲ့ထုံနဲ့အနေနဲ့ဆက်ပြီးဆူတောင်းပါတော့ဒါတည်းအဖေတွေ့တယ်တနေ့ကဒါတည်းဆူမျိုးအားလုံးပေါင်းတင်ရအောင်ကျွန်တော်အတွက်လည်းဆူတောင်းပေးစေချင်ကျေးဇူးချီးမွမ်းပါတယ်အဲ့ဒါလို့နော်အနေချင်းဆူတောင်းမနော်နာနာကိုရှင်ဖျားကြောကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့တာကျွန်တော်ရဲ့ဒါတမီဆွေမျိုးလုံးနဲ့ဒီကိုဆုံးဖြတ်တော့ခွင့်ပြုစင်ပေးတော့ကိုရောကျေးဇူးတော်ချီးမွမ်းပါဟာလေလုယာကိုတာကျွန်တော်ရဲ့ခံစားနေရတော့ယောဂဝေဒနာလုံးစုံ
苏端到前里，路嘛路面嘛，等现在那个路苏边面地内提过来的，他就是那个老家来呢，但现在到空边上北用咱们个安那干嘛？俺不会到那没来看那大股出来的，看，俺别不说刚去北面批的这种这就千万吧，你呢，这那路是你的，这那哎，对他呢是啥的，他的米，တူ嘛嘞，အားလုံး嘞，这就说千万嘛。ဒီပမာဆုံးနေတဲ့ကရောသမီးအနေမနဲ့ပြင်ဆင်ပေးထားတဲ့ဒီစားတော့တို့ညောင်စင်ပြင်ဆင်ပေးထားတဲ့ဒီစားတော့တို့ကျေးဇူးတော်ချီးမွမ်းနေသုံးဆောင်တဲ့တာသမီးတူးစီတဲ့တန်းကောင်းကြီးဖြစ်စေတော်မူပါခန္ဓာကိုယ်ကောင်းကြီးစိတ်ဝိညာဉ်ကောင်းကြီးဖြစ်စေတော်မူပါရောရှင်ဖတ်ကိုပူပြီးယုံကြည်ကိုစားရတော့ခွင့်ပြင်ဆင်ပေးတော်မူပါဟာလေလုယာသူမြတ်တမကတဲ့ကိုဖာဖျားဒီမှာဒီချုံလို့လည်းချင်းချမမနဲ့ကတော့ဆုံပြရတော့ကိုပြင်ဆင်ပေးပါတယ်ကျေးဇူးတော်ချီးမွမ်းပါတယ်ကျွန်တော်တာသမီဖြစ်တဲ့ဆွေရဟန်းတို့စော်နေတော့ဆူတောင်းပါတယ်သူတို့ရဲ့ခင်ပွန်းတဲ့ထန်းတဲ့ချုံကိုလည်းယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်အာမင်လောကချင်းနဲ့ကတော့ချမ်းချင်းမဆရာတော်ကောင်းချီးဖြစ်စေပါဖခင်ကိုကျွန်တော်ကလည်းချစ်ခင်နဲ့အများအားဆက်သွယ်စကားပြောဆိုတဲ့အတွက်ကြောင့်လည်းကျေးဇူးတော်ချီးမွမ်းပါရောခမရတကားတမကဘယ်နေဒီမှာတော့ကူဇနီးတဲ့အတွက်လည်းဆုတောင်းပါဒီနေ့ခေခဲတော့ကလာဖြစ်တော်ရဲ့မှချင်းချူတဲ့တော်ရဲ့တော့ကူကျွန်တော်ကလည်းကောင်းမွန်ဒီနေ့ထိပြုစုပြောထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းပါဒီကိတဲ့သမီးလေးသူမလေးနဲ့ကျွန်တော်သူမအတွက်လည်းကျေးဇူးတော်ချီးမွမ်းဒီမှာနဲ့ကျွန်တော်မိတ်ဆွေမအတွက်ဆုတောင်းပါဒီဆုတောင်းကြည့်ပြပါကျွန်တော်မောင်မရင်းလို့ဒီနေ့ထိအတူတကွခင်နေနေတဲ့စကမအချင်းတွေကျေးဇူးတော်ချီးမွမ်းဒီစီမရှိနေတဲ့ကျွန်တော်မှဒီအတွက်လည်းကျေးဇူးတော်ချီးမွမ်းပါရန်ကုန်မှာမရောက်ခင်ကလေးမျိုးမှာကျွန်တော်တက်တာကို financial ပိုင်းမှာတော့ကောင်းဖက်ပေါင်းစုံနဲ့ကျွန်တော်ကိုငီပန်ဖုခဲ့တဲ့ကျွန်တော်အမအဖြစ်ထွေးတဲ့အတွက်လည်းဆုတောင်းပါတယ်ယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်အချင်းတော်ခန္ဓာတနေ့တော့ခန္ဓာအီမီလာဆုနဲ့တက်ဖန်တယ်လီဖုန်းအဖင်ပြန်လေဆုံးစီဆက်ပေါ်တွေ့ရတော့ခွင့်ကိုပြင်ဆင်ပေးမယ်ဖြစ်တဲ့အတွက်ကျေးဇူးတော်သူချီးမွမ်းပါတယ်ဇောဆက်တော့ဒါဖာနိကဆိုတဲ့ကျေးဇူးတင်တယ်သူတို့မှာတမီးကြီးတယ်လို့ရှိသူလည်းဘယ်ရပြီးဖြစ်ပြီးအတွက်ကြောင့်ကျေးဇူးတော်ချီးမွမ်းပါတယ်သူတို့လုံငန်းကံကံမဆတော့ဟာလေလုယာဒီလိုခေါ်မှုချခနဲ့ဒါဆိုရင်ကိုတွေ့တဲ့ကျေးဇူးတော်ချီးမွမ်းတင်ရခဲ့တဲ့သူနေတဲ့လေးတွေတွေ့လို့လို့ပါနာပြပူဆောင်တော်မူပါရိုရှင်းပြီးတော့လည်းမနေ့ဖုန်းနဲ့ပြောရပါဒီစနာဖုန်းပြီးရေပြီးနဲ့သူ့ဖုန်းတွေလမ်းနေတော့တွေ့အဲ့တော့ဆက်မှနားပါတယ်ရိုကျေးဇူးတော်ချီးမွမ်းတယ်နဲ့ကျွန်တော်တူးစီတက်တာကျန်ကျန်မှမလမ်းပြဒီအရောက်ခဲ့ပူတဲ့နိုင်တယ်ဒီမတ်ဆက်ချကိုအတတော်နေရတဲ့ကောမချခင်မှာဒီကုန်ပင်း26ကိုဒီတင်တော့ချမ်းချမ်းမနဲ့ရောက်ရှိနိုင်ဖို့လုံးခနဲ့မဆာရဘပါရင်ပြန်မဲ့ပြန်တော့ပြန်လာကြည့်ရမဆာရင်တော့အကျုပ်ဒီနေ့တည်းမဆာအလုံးပူဆောင်ချင်းတန်းနဲ့ခါဒီညလို့တက်ပါအဲ့ဒါချစ်ချင်းကြီးနဲ့ပြန်လေဆုံးစီရမယ်အတွက်ပါအလုံးစုံတော့ဘယ်လိုလဲဝဲတော့တဲ့ကမှာအဲ့ဒီပိုင်ရှင်ခရစ်တော်နာမဖြင့်ယူတယ်လည်းမဆိုတော့ခါပိုင်ပါဖေတာအာမင် Okay, thank you. ai giờ tụi nóပြန် trên rồi sao? 두 번 싸래. 싸래 무슨 싸래.
လောနေမြမယူတော့မှာ ဒေးဗစ်တမီး အနည်းတော့ကောင်းကောင်းတည်တယ် စာအိုအိုက်ဇက်အိုက်ဇက် အော် Ah, အိုင်ဆောကလော ဆလိုမွန် ဆူလမန်မင်တာအလုံးတုကဲဒါလည်းနဲ့တူ ဒေါ်တဲနဲ့ဖြစ်လာ 不都带嘟嘟肉过来了吧？ မဟုတ်ဘူးတူတူကိုခေါ်လာ တီးပါတယ် တူတီတယ် တူဟိတန်းဟာမရှိဘူး 没开 တန်လေးခက်တာ 11 grade 的，你那毛的鸟的，你累的不该去咖啡。တူမထမင်းမစားဘဲတော့မပြတ်နဲ့တော့ ဟုတ်ကဲ့စားတယ်ဆို